အားလုံးမင်္ဂလာပါချိန်ဘော့ကိုဆိုင်ပေးရနေပြီးကြိုးဆိုပါတယ်ဒီတစ္ဆာလေးကိုကျွန်တော်ထိုင်နေကြအပွင့်ကောက်တဲ့ခုံပါပဲဈေးအများကြီးမခေါ်ဘဲနဲ့လာပြပေးတဲ့ပွဲစားကို55သိန်းဈေးပေးပြီးတော့ကျွန်တော်တရားဝင်တိတ်စီးပေးနေတာပဲဖြစ်ပါတယ်ဗျခဏနဲ့ရောက်တော့ကြောက်ကလေးကမင်္ဂလာဖြစ်တယ်ပေါ့ဗျာပွဲစားကရောင်းပေးမယ်ဆိုတော့55သိန်းနဲ့ဒီကြောက်လေးကိုရလိုက်ပြီပေါ့ကြောက်ကလေးကအမြင်အထင်တစ္ဆာဆိုပေမဲ့လည်းကျွန်တော်ဒီကာလာဒီကြောက်သားမျိုးကအရန်ခ ्यू ဆိုင်ပြီးဝယ်ရပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့မနထုံးကုန်အဖြူကြောက်မျိုးနှူးတွေကထုတ်ထားတဲ့တစ္ဆာဆိုရင်တော့ကျွန်တော်တစ္ဆာမှာပဲအယောင်ကာလာတက်ပြီးတော့အပွင့်သွေးလိုက်တဲ့အချိန်မှာအရွယ်အစားတီးပြီးကာလာအတော်ရော့သွားတတ်တယ်ဗျကာလာရော့သွားရင်တော့ထက်ဝက်ရှုံမှသိကြပါတယ်ဒါကတော့ကျွန်တော်ကြောက်ဖိုးလေးကိုငွေချတဲ့အခန်းလေးပေါ့ဗျာဝယ်ပြီးရတယ်ကျွန်တော်တခါလဲတန်းပြီးသွားသွေးတယ်ဗျသွေးတဲ့နေရာမှာလည်းအရွယ်တင်ပြီးကာလာလုံအောင်သွေးတတ်တဲ့သူနဲ့မှအဆင်ပြေမှာဗျကျွန်တော်ဒီကြောက်လေးကိုအိန္ဒိယထုတ်တဲ့ဒီမီကွက်ရဲ့အပူချိန်နဲ့ချိတ်ကပ်ပြီးတော့ကျွန်တော်တရုတ်ပြည်ကလာတဲ့စပိန်ပတ်တလေရဲ့နေရာကြောင့်ဂျပန်ကထုတ်တဲ့လက်လက်စူးသွားရဲ့တည်ငြိမ်တဲ့လဲပတ်မှုနဲ့နှုတ်ဖတ်နေတဲ့ယူရီးယားစိန်မြင်ပေါ်မှာတချိန်ကနာမည်ကြီးခဲ့တဲ့မိုးကုတ်မြမောင်နေခဲ့တဲ့မိုးကုတ်မြို့ပေါ်ကအသွေးဆရာကြီးကိုယ်တိုင်ကချင်ပြည်နယ်တောင်တန်းဒေသကထွက်တဲ့ကြောက်ရိုင်းကလေးကိုကျွန်တော်ခင်းတဲ့အညီလှပတဲ့ကြောက်စင်းတပွင့်ဖြစ်ဖို့အတွက်အလံမဝေးတဲ့မန္တလေးမှာပဲပုံဖော်နေခြင်းဖြစ်ပါတယ်ဗျဒါကတော့9ကလပ်ရှိတဲ့တစ်ဆကိုကျွန်တော်အပွင့်ပုံမဖော်ဘဲနဲ့3ကလပ်ခွဲကြအောင်တွေးပြီးတဲ့အနေထားလေးပေါ့ဗျာအနာမပါပဲကြောက်မျိုးရင်းလို့ကျွန်တော်အယောင်ကာလာကြမှာသွားတော့ကျွန်တော်မင်္ဂလာဖြစ်ပြီပေါ့ဗျာဒီကြောက်လေးကတော့အပွင့်လို့တိုင်းကျွန်တော်ပွဲပြန်မတိုက်ဖဲနဲ့တခါတည်းအထည်ဆင်လိုက်တယ်ပေါ့ဗျာဒါကတော့ကျွန်တော်အထည်ဆင်ပြီးသားအနေထားဗျအထည်ဆင်ပြီးမန်းလေးဈေးကွက်မှာကျွန်တော်ပွဲပြန်တိုက်ခိုင်းလိုက်တော့ကျွန်တော်390အစပေးတယ်ဗျကျွန်တော်လည်းမရောင်းနိုင်တဲ့ဆက်ဆွဲတယ်ပေါ့ဗျာနောက်တော့380အင်ကန်ပွဲကအငိမ့်နဲ့ပဲရောင်းပေးလိုက်ပါတယ်ဒီကြောက်လေးကတော့မင်္ဂလာဖြစ်တယ်ပေါ့ဗျာဒီညမန်စီးတီးနဲ့မန်ယူရဲ့ဂိုးရလက်လေးကိုခံမှန်းပြီးတော့ကျွန်တော်ဖုံးမိ1000ရယူလိုက်ပါစို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာ